ရှုစွာဖျားသခင်ရဲ့ကျေးဇူးတော်မြတ်ကိုချီးမွမ်းပါတယ်။ယနေ့မှာယုံကြည်သူလူငယ်တွေရဲ့ relationship နဲ့သက်ဆိုင်တဲ့ကြပြလေးတစ်ပုဒ်ကိုဖတ်ပြရင်းနဲ့ခွန်အားပေးတိုက်တွန်းခြင်းနဲ့ဒီနေ့ဖတ်ပြမယ့်ကြပြလေးရဲ့ခေါင်းစဉ်ကခွင့်လွှတ်ပါမေ့ပြစ်ပါခွင့်လွှတ်ပါမေ့ပြစ်ပါမင်းကိုတကယ်ချစ်တဲ့သူကဘယ်တော့မှနောက်တစ်ယောက်ဆိုတာမျိုးသူ့ဘဝမှာရှိလာမှာမဟုတ်ပါဘူးမင်းကိုမချစ်လို့ပြစ်သွားပြီဆိုကြတဲ့ကဒါမှမဟုတ်နောက်ွယ်မှာဖောက်ပြန်ပြီဆိုကြတဲ့ကဒါဟာမျိုးတကယ်မချစ်လို့ပဲဖြစ်တယ်ဒီအချက်ကမင်းတယောက်ထဲနဲ့မလုံလောက်လို့ဆိုတာကိုဖော်ပြနေတဲ့အတွက်မင်းအနေနဲ့ဒါကိုလက်ခံနိုင်ရမယ်မင်းကဒါကိုလက်မခံနိုင်ဘူးဆိုရင်တော့ဒါမင်းကိုမင်းနာကျင်အောင်လုပ်နေတာနဲ့တူတယ်ဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့မင်းဘက်ကမပြတ်သားတဲ့၍လက်ခံထားတဲ့၍အဲ့ဒီလူကပဲမင်းကိုအနာပေးလိုက်ဆေးပေးလိုက်နဲ့မင်းဘဝကိုကောင်းကောင်းရင်လှည့်စားနေအောင်မှာပဲမျိုးမရှိနဲ့ဒါကတကယ်လက်တွေ့ဖြစ်တယ်ကိုမချစ်လို့ပြစ်သွားတဲ့သူကိုငါလို့ပြန်ခံစားရပါစေဆိုတဲ့စိတ်နဲ့တော့မင်းနှလုံးသားကိုမသေးသိမ်စေခြင်းဘူးနှလုံးသားကိုကျေဝန်းစွာထားစေခြင်းနဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းတစုံတစ်ယောက်ကငါတို့ကိုနာကျင်စေရင်တော့အဲ့ဒီလူကိုခွင့်လွှတ်ဖို့ဘုရားကအလိုတော်ရှိအတိတ်ကအဖြစ်အပျက်တွေအားလုံးကိုလုံးဝမေ့ပစ်ဖို့လည်းလိုတယ်ရှင်မတ်တဲ့ခရစ်ဝင်ကျမ်းအခန်းကြီး6အငယ်14မှာထောက်ပြထားတယ်တို့တွေဟာချစ်ချင်းမေတ္တာရဲ့အရှင်ထာဝရဘုရားသခင်ရဲ့သားသမီးတွေဖြစ်တဲ့အတွက်စစ်မှန်တဲ့ချစ်ချင်းမေတ္တာနဲ့ထိုက်တန်တဲ့သူတွေလည်းဖြစ်တယ်။သောရင်သူဩဝါဒစာပထမစာဆောင်အခန်းကြီး73ငယ်400ခုမှာဖော်ပြထားတယ်။ဒါကြောင့်ဘုရားရဲ့အချိန်တန်ခြင်းကိုပဲစောင့်စီခြင်းနဲ့ဘုရားရဲ့အချိန်ကိုစောင့်ခြင်းကစောင့်ရကြိုးကိုနှက်စေပါလိုက်မယ်။29ခုမြောက်သောစာလံအပိုင်ငယ်14ဒီကြပြလေးအပြင်ယုံကြည်သူတွေလူငယ်တွေရဲ့ဒါ relationship တွေမှာဘုရားသခင်ရဲ့အလိုတော်ကိုသိရှိနားလည်ပြီးအလိုတော်ရှိတဲ့ relationship ကိုခရစ်တော်၌တည်ဆောက်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းရင်းနဲ့မကြာခင်မှာနောက်ထပ်ကြပြလေးတစ်ပုဒ်နဲ့ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်